အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်မင်းညာကခမန်းချက်လေးတွေတင်ပေးခဲ့တာဘော်ဒီရိုက်ခဲ့တဲ့အားလုံးကိုတိုတယ်ပေါင်းလိုက်ရင်ပလက်12သိန်းထွက်ခဲ့တဲ့အကြောင်းလာရောက်ပြီးတော့မိတ်ဆွေတို့ကိုပြောပြခြင်းဖြစ်ပါတယ်ခင်ဗျာဘန်လီဘော်ဒီ31နဲ့အပြည့်ရခဲ့ပါတယ်ခင်ဗျာလီယူနိုက်တက်ကိုဘော်ဒီရိုက်ခဲ့တာအပြည့်ကြပါတယ်ခင်ဗျာလီယူနိုက်တက်ကိုနောက်ထပ်ဂိုးပေါ်ရိုက်ခဲ့တာ35ပြားရှုံးခဲ့ပါတယ်ခင်ဗျာငိုးမာလီခရာရာဆိုင်ဘော်ဒီရိုက်ခဲ့တာ4-1နဲ့အပြည့်ရပါတယ်ခင်ဗျာခရာရာဆိုင်ဂိုးပေါ်ရိုက်ခဲ့တာအပြည့်ရပါတယ်ခင်ဗျာအလီဘော်ဒီရိုက်ခဲ့တာမဟုတ်ပါဘူးဂိုးပေါ်ရိုက်ခဲ့တာအပြည့်ကြပါတယ်ခင်ဗျာPFB body ရိုက်ခဲ့တာ4-1နဲ့50ပြားနဲ့တဝက်ရခဲ့ပါတယ်ခင်ဗျာ PFB goal ပေါ်ရိုက်ခဲ့တာအပြည့်ရပါတယ်ခင်ဗျာ single white body ရိုက်ခဲ့တာ1-0နဲ့အပြည့်ရပါတယ်ခင်ဗျာ Bimbiga body ရိုက်ခဲ့တာ1-2နဲ့အပြည့်ရှုံးပါတယ်ခင်ဗျာငိုးမှာ Bimbiga အစိုးရတဲ့ goal သွင်းပြီးတော့ဒီသင်းနဲ့ဒီသင်းကိုဂိုးမပြတ်ဘူးငိုးမှာပြင်ပြီးကဂိုးပေါ်ရိုက်ခဲ့တာအင်တာမိုင်ယာမီဂိုးပေါ်အပြည့်ရပါတယ်ခင်ဗျာ4-1နဲ့အပြည့်ပါခင်ဗျာအားလုံးကိုလာရောက်ပြောပြခြင်းဖြစ်ပါတယ်ယနေ့ညအတွက်ကမ္ဘာချက်လေးတွေပြီးရင်ဆက်တင်ပေးပါဦးမယ်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေခင်ဗျာ